မြန်မာပြည်မှာတဲ့အလုတ်လို့ရင်ငတ်တဲ့အချိန်တွေထိဖြစ်နေပြီတဲ့ကျွန်တော်ပြောတာမဟုတ်ဘူးနော်စစ်တပ်ကိုထောက်ခံပါတယ်ဆိုတဲ့ဘောမအဲ့ဒီဘောမတွေထဲမှာလူလဲကိုတကယ်လူလဲလို့ပြောနေတဲ့ journalist ဆိုတဲ့ကြော်မျိုးမီးကိုယ်တိုင်ပြောတာနောက်ထောင်ပြောပါအလုံးလုံးနဲ့ငတ်တယ်ဆိုတာကြီးကကျတော့ကြားမကောင်းကြုံမကောင်းဖြစ်တာပေါ့အဲ့တော့ဟိုတချို့ကပြောတယ်ဗျာတချို့ကလည်းဟိုမစာမနာပြောတာတော့မသိပါဘူးဗျာသူတို့လည်းစားကောင်းတောက်ကောင်းစားလို့ပဲမစာမနာပြောသလားမသိဘူးအာဒီမှာအဲ့လိုကြီးမဟုတ်ပါဘူးတဲ့ကျွန်တော်လည်းစိတ်မကောင်းဖြစ်တယ်ဒီမှာအဲ့လိုကြီးမဟုတ်ပါဘူးဆိုတဲ့လူတွေကြားတယ်နော်ကျွန်တော်တို့ပြောနေရင်ဘာဖြစ်တယ်ပြည်ပကနေမင်းတို့ကတွေးထိုးနေတာမြောက်ပင်ပေးနေတာဘောမတွေဘော်ဒီတွေကြားတယ်နော်အခုနင်တို့အမေလင်ကြော်မျိုးမင်းကိုယ်တိုင်ဖတ်ပြောနေတာနင်တို့မင်းအောင်လိုက်ဒုက္ခပေးတဲ့အတွက်အလုံးလုံးရင်တန်လန်းနဲ့တောင်မြန်မာပြည်မှာငတ်တဲ့လူပေါ်နေပြီတဲ့သိလားကြော်မျိုးမင်းကိုယ်တိုင်ပြောတာကဲငါတို့ပြောတာမဟုတ်ဘူးနားထောင်ကြည့်ပါတရက်1000ခွဲလောက်နဲ့ရတဲ့အလုပ်တွေရှိတယ်1000ခွဲ1000ပတ်လေအဲ့ဒါရတဲ့အလုပ်တွေရှိအဲ့လိုတွေမှာဝင်လို့ကြည့်ပါဦးကျုပ်တို့ရဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ MM Funny မြန်မာ channel မှာကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာဆိုမြန်မာတဝမ်းမှာဖြစ်ပြနေတဲ့နာမည်ရှိနေတဲ့ဗီဒီယိုလေးတွေနဲ့ကွာတရင်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ပြီးရင်ဝေဖန်ပုတ်သက်ပေးကြပါဦးခင်ဗျာအားလုံးလည်းမင်္ဂလာပါခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာကျုပ်တို့ရဲ့တက်ကြီးက9လောက်ဖြစ်နေတဲ့ခါကျတော့ခင်ဗျာဗျာတာမန်ပြည်သူတွေစင်ရနွမ်းပါတဲ့တာမန်အခြေခံလူတန်းစားတရက်ကိုဗျာလားတရက်ကိုပတ်စံ1000ခွဲပဲရတဲ့လူတယောက်ကသူ့မှာတာသမီ2ယောက်မိန်းမရှိပဲကလေးရှိမယ်ခင်ဗျာဒီကျုပ်ဝေတလုံးကြော်စားဖို့နော်ကျုပ်လေးတုံကြောက်တော့ဝင်ကျုပ်လော900လောက်ဖြစ်နေတယ်ကျုပ်တလုံး900ဖြစ်လဲရောင်းလုံးပြီးနိုင်သေးတယ်လားတော့ကျွန်တော်မသိပါဘူးဗျာနော်ဒါတော့လေသက်ဆိုင်လူကြီးတွေပဲစဉ်းစားပေါ့ဗျာနော်ရှစ်ဖို့ကောင်းနော်အကောင်းပြောတာ NLD အစိုးရလက်ထက်ကကျုပ်တလုံး100နော်အခုမင်းအောင်နိုင်လက်ထက်ကျုပ်တလုံး900ကဲ NLD အစိုးရလက်ထက်မှာကျုပ်တလုံး100ကြံ့ဖို့ပါတီကိုထောက်ခံတဲ့လူဆိုရင်900လို့ရောင်းခဲ့တာမရောင်းခဲ့ပါဘူးဟုတ်တယ်နော်အတူတူပဲ NLD ကိုထောက်ခံတဲ့လူတွေကျုပ်တလုံး100ပဲဝယ်စားခဲ့ရတာမင်းအောင်နိုင်ကိုထောက်ခံတဲ့လူတွေကျုပ်တလုံး100ပဲဝယ်စားခဲ့ရတာဟုတ်တယ်မလားအခုမင်းအောင်နိုင်အာဏာသိမ်းတယ်ငါတို့အပလက်ခုပ်တီးတဲ့လူတွေကျုပ်တလုံး100နဲ့ရတာအဲ့ဒါဆိုရင်ကျွန်တော်မပြောဘူးထောက်ခံဟုတ်တယ်မလားအဲ့ဒါအဖြေပဲလေဒါတော့တိုင်းပြည်ကိုစုပ်ပြတ်တတ်အောင်လုပ်နေတာမင်းတို့ကိုယ်တိုင်နဲ့ဒုက္ခတွေခံစားနေတယ်ဒါလည်းငါတို့အဖလုပ်တာပဲလားကြော်မျိုးမင်းတို့ကအမှန်တိတယ်အမှန်ကိုတိပြီမဲ့ကြော်မျိုးပါဆိုမှန်တာကိုမှန်တယ်လို့ပြောလို့မရလို့မပြောတာရဲ့ပြောလို့မရရင်နှစ်ခုကြောင့်ကြော်မျိုးမင်းတို့ကမှန်တာကိုတိပြီမဲ့မပြောတာမပြောတာဆိုတာကသူ့ရဲ့အကျိုးစီးပွားတွေကြောင့်ပြောလို့မရတာဆိုတော့ तू ပြောရင်လည်း तू ထိမှာအဲ့တော့ဒါပေမဲ့သူတို့လိုလူဒန်းသားတွေကြတော့မင်းအောင်နိုင်အယုတ်တမာကြောင့်တိုင်းပြည်ပြက်နေတယ်ဆိုတော့သူတို့ကောင်းကောင်းသိတယ်မတိတာမဟုတ်ဘူးဒါပေမဲ့ဘာကြောင့်မပြောတာလဲမပြောချင်လို့မပြောတာရဲ့ပြောလို့မရလို့မပြောတာရဲ့ကြောင့်သူတို့ကမပြောတာအောက်ကဘောမတွေကြတော့ပူမတိပါမတိဘာပဲလာငါတို့ပေါ့ကိုယ်ရုပ်ထဲကိုထင်ရခဲအမြဲလာကျွေးနေတဲ့လူတယောက်ကိုကိုယ်တွေကတခင်ဆိုပြီးတော့ဝိုင်းပြီးတော့ကြိုးဆိုပဋ္ဌာန်းရက်ပြီးတော့လုံနေကြတဲ့အတိုင်းပဲအခုမင်းအောင်နိုင်လို့အဲ့လိုပဲနော်ဆိုတော့အဲ့ဒီကျုပ်တလုံး900ဖြစ်မှန်းတချို့နိုင်ငံတော်ကြီးကတာဝန်ရှိသူတွေဝင်ကြီးတွေတာဝန်ရှိသူတွေသိကြမှာသိမှာပါဘာလို့ဆိုတော့သူတို့ကဆိုင်ကောင်းတော့သူတို့စားဖို့တော့ကကျုပ်တလုံး900မဟုတ်ကျုပ်တလုံး9000ဆိုလဲသူတို့စားနိုင်ပါတယ်တော်မျိုးမင်းကနော်တော်မျိုးမင်းကအဲ့ဒါတောက်လျှောက်တွေမရှိသေးတဲ့နောက်ထပ်တစ်ခိုင်ကြောက်အဲ့ဒီပတ်စံနေဟိုကောက်တယ်ဆိုတဲ့သတင်းတွေကအချို့ပေါ့နော်ဒေသခံအချို့ပတ်စံနေပြည်သူတွေချက်ပတ်စံနေတောင်းနေပါညာဆိုရမျိုးတွေရှိတယ်ဆိုတော့ရှိတယ်ဆိုပြီးတော့ပြောလိုက်ရှိတယ်အဲ့တော့တချို့ကပြောလိမ့်မယ်ဗျာတချို့လုံခြုံရေးတပ်ဖွဲ့ဝင်တွေတချို့သောဒီဂိတ်ဆွဲမှာဖြစ်တဲ့သူတွေကငါတို့တပ်မတော်သားတွေငါတို့ရဲရဲအဲ့လိုမလုပ်ဘူးကွာငါတို့ဘာမှငါတို့လာမစော်ကားနဲ့လို့တချို့ကပြောလိမ့်မယ်ဒါကျွန်တော်မျိုးပြောထားတဲ့ဗီဒီယိုဖိုင်နှစ်ခုကျွန်တော်ပို့လာတာဘယ်တော့ပြောထားတာလဲကျွန်တော်လည်းမသိဘူးဒါပေမဲ့သူပြောထားတာတော့ကျင်းနေတယ်တခုတည်းကြက်ဥတောင်ဈေးချမတတ်တဲ့မင်းအောင်နိုင်ရဲ့စောက်သုံးမကြမှုကိုပြောထားတဲ့ရုပ်တံဖိုင်နဲ့တခုကတော့လမ်းမှာဂိတ်တွေဖွင့်ပြီးတော့ပြည်သူကိုဒုက္ခပေးနေတဲ့စစ်ခွေးရဲခွေးတွေရဲ့အကြောင်းပြောထားတာအဲ့တော့သူတို့တောင်ထွက်ပြောလာပြီးဟဲ့ဆိုရင်အောက်ခြေမြေပြင်မှာဘလောက်ထိစိုးရွားနေလို့လဲကိုယ့်ကိုစဉ်းစားကြည့်ကြလော်ဘီလုပ်နေတဲ့ကောင်တော်မှဒီလိုဟာမျိုးတွေကိုထွက်ပြောလာပြီးဆိုရင်မင်းတို့အားပေးနေတဲ့စစ်ခွေးရဲခွေးတွေအောက်မှာဘလောက်ဖြစ်နေလို့လဲကိုယ့်ကိုစဉ်းစားကြငါတို့ပြောရင်ငါတို့ကဘာဖြစ်တယ်ညာဖြစ်တယ်ဟုတ်တယ်မလားငါတို့မပြောဘူးမင်းတို့လူပဲပြောတာနားထောင်ကြည့်ပါပွင့်လည်းပြောရင်ခင်ဗျားတို့ကမှန်ပါလိမ့်မယ်တချို့လူတွေကလုပ်တယ်ဗျတကယ်လို့တချို့လူတွေဆိုတော့
ကျွန်တော်လည်းကိုတွေ့ကျွန်တော်လည်းကိုတွေ့ကျွန်တော်ကိုယ်တိုင်ကိုတွေ့နော်ကိုတွေ့နော်ကျွန်တော်နေရာတစ်ခုသွားတယ်တကယ်ကြုံတယ်ကျွန်တော်ပြောတော့ပါဆိုအဲ့နေရာနေထိုင်အဲ့လူတွေခေါ်ပြီးပြခံပါဆိုနာမည်ပြောတော့ဒါပေမဲ့တကယ်လူလိုက်ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့ထားပါတော့နေရာတစ်ခုကျွန်တော်သွားတယ်လာပြီးတော့ပြတယ်ရဲနဲ့တယောက်ပေါ့နှစ်ယောက်ကိတ်ကရဲနှစ်ယောက်ထိုင်းနေတယောက်ကလာတယ်ကားကိုဘယ်တော့ဝင်ပါလဲကျွန်တော်ပြတာကျွန်တော်သူတီချာမပြောသူကြည့်တော့လည်းနည်းနည်းလေးဟိုဖြစ်နေဒါပေမဲ့သူ့ကျွန်တော်ကြည့်လို့စီရတော့စင်ကွန်သူတာဝန်ကျတဲ့နေရာလေဗျာနည်းနည်းလေးသူဘယ်လိုခေါ်လဲတိတ်ပြီးတော့စင်ပြလိုက်တဲ့နေရာတော့မဟုတ်ဘူးပြီးတော့တက်လဲသူကနည်းနည်းလူလက်ပိုင်းနဲ့ကြော်နေပေါ့နော်ဆိုတော့သူနေတယ်လေအဲလူမှာပဲလေလို့ဆိုတော့ကျွန်တော်မဟုတ်ဘူးလေးပေးခဲ့အောင်ကျွန်တော်9000နဲ့တွေ့ထုတ်ပြီးဟာကြားတယ်9000နဲ့နဲတာပေါ့လေနဲတယ်ဆိုတော့ကျွန်တော်1000ပေးခဲ့ရတယ်အဲ့လိုဆိုတော့ဒါပေမဲ့ကျွန်တော်အဲ့ဒါကိုသူ့ကိုစိတ်လဲကဲကြားတယ်နော်အဲ့ဒါတာမန်လုံမဟုတ်ဘူးနော်မင်းတို့ဘက်မှာနိုင်ငံတော်အဆင့်လော်ဘီလုပ်နေတဲ့ကြော်မျိုးမင်းလို့လူမျိုးတောင်မှမင်းတို့စစ်တပ်ဂိတ်ရဲဂိတ်ကနေအဲ့လိုပတ်စံပေးရတယ်ဆိုရင်တာမန်တုလို့ကိုလို့ဘယ်ဟိုမှမပေါက်တဲ့ပြည်သူတွေဘဝနေ့စဉ်ဘလို့ဖြတ်တန်းနေရလဲစဉ်းစားကြည့်အဲ့တော့တော်လန်နေတဲ့လူတွေကအပြစ်ရှိလားပုံကန်နေတဲ့လူတွေမှာအပြစ်ရှိလားကျွန်ခံနေတဲ့လူတွေမှာအပြစ်ရှိလားကြော်မျိုးမင်းတို့ကောင်မျိုးတောင်မှအဲ့ဒါလို့ခံရတယ်ဆိုရင်စဉ်းစားကြည့်နော်အဲ့တော့ငါတို့ပြောနေတာလွန်လားမလွန်လားအခုမင်းတို့လူကိုယ်တိုင်ထွက်ပြောပြီဟိုမှာကြော်မျိုးမင်းတို့ကောင်မျိုးတောင်မှဂိတ်ကနေပတ်စံတောင်းလို့9000ပေးတာနဲလို့1000တောင်းလို့1000ပေးရတယ်ဆိုတော့မင်းတို့စစ်ကွေးရဲကွေးတွေပြည်သူပေါ်ဘယ်လောက်ဒုက္ခပေးနေတယ်အဲ့ဒါကြည့်လိုက်ပြီလို့ဆိုလာစိတ်မဆိုးဒါပေမဲ့စိတ်မကောင်းဖြစ်သွားတာ။အော်သူတို့ဒီလိုဖြစ်သွားရင်လူတွေကကျွန်တော်တော့ဘာမှမဖြစ်ဘူးစိတ်ထဲမှာကျွန်တော်ဘာဖြစ်မလဲ။လူတွေကအဲ့ဒါကိုမကျင်နိုင်ရင်မကြိုက်ရင်စိတ်ဆိုးရင်ဒေါသထွက်ရင်စိတ်မကောင်းရင်အဲ့ဒါသူ့တစ်ဖွဲ့လုံးကြုံပြီးတော့ပြောချလိုက်လို့ရှိရင်ရဲတဲ့ဘုရားကတိတ်ခါကြတာ။တက်မလို့တစ်ဖွဲ့လုံးစိတ်ကကြတာ။ဆိုတော့အဲ့ဒါမလုပ်ရဘူးပေါ့နော်။အဲ့တော့ဟိုတစ်ခေါက်ဆိုလဲဟိုတစ်ခေါက်နှစ်ခေါက်လောက်ကျွန်တော်ကြုံမှုတယ်။တစ်ခေါက်ကတော့ကျွန်တော်ဓာတ်ရိုက်နောက်တစ်ခါကျကျွန်တော်ရဲ့တယောက်ကပေါ့နော်။သူကြုံကျွန်တော်ရှိကျွန်တော်ညီတယောက်ကသူတိုက်ကျွန်တော်ပါတယ်။ဒါပေမဲ့ကျွန်တော်ညီတော့သူတဲ့ကြုံတယ်။ထားပါတော့အဲ့တော့ရှိတယ်ကဲစဉ်းစားကြည့်နော်အဲ့တော့ကြော်မျိုးမင်းလို့လူမျိုးတောင်မှနှာခေါင်းတဲ့ခံရတာအဲ့တော့ကဲတာမန်ပြည်သူ့လိုကိုလိုဗျာကြီးဟိုနယ်ဘက်မှာနေတဲ့လူတွေရွာဘက်မှာနေတဲ့လူတွေမြို့မှာနေတဲ့လူတွေဘဝမတွေးရစရာလေအခုလက်ရှိမြန်မာပြည်ဖြစ်နေတာအဲ့ဒါအဲ့တော့နယ်တွေတစ်ခုနဲ့တစ်ခုတော့တူချင်မှတူလိမ့်မယ်တချို့တွေတအားဆိုးရတဲ့ဒေတာရှိသလိုတချို့တွေကြာတော့လဲသူ့အစင်ပြေတဲ့ဒေတာရှိနေတယ်ဒါပေမဲ့အားလုံးတေချာတာတော့မင်းအောင်နိုင်ဒုက္ခပေးလိုက်တာတိုင်းပြည်ကစိတ်မောင်ကွက်ပြက်ဘဲကလန်းစင်အားလုံးအကျင့်ပြက်ချစားအကုန်စုပ်ပြက်တတ်ကုန်နေဆိုတာဒါလက်တွေ့ပဲအဲ့တော့ဘာလုပ်ကြမှာလဲဒီတိုင်းမဲ့ဆက်ပြီးတော့ဖင်ခံပြီးကြုံခံကြမှာလားဒါမှမဟုတ်ငါတို့ဘယ်နေရာကနေစန့်ကျင်လို့ရမလဲဘယ်နေရာကနေဒီဟာတွေကိုတိုက်ဖြတ်လို့ရမလဲလုပ်ကြမှာလားရှင်းလေးပါပဲနော်ကောင်းမွန်တဲ့အစိုးရတရားရဖို့အတွက်ကောင်းမွန်တဲ့ပြည်သူရှိဖို့လို့စောက်တုံးမကြတဲ့အစိုးရတရားရနေပြီဆိုရင်စောက်တုံးမကြတဲ့ပြည်သူတွေညားနေလို့ပဲအဲ့ထဲမှာကိုမပါဖို့လိုတယ်အခုကြော်မျိုးမင်းတော့ဒါတော့လူလေလူကောင်မျိုးတော့မှဂိတ်မှာပတ်စံကောင်းကန်ထိတယ်ဆိုတော့ခင်ဗျအခုဒီကျွန်တော်ရုပ်တောင်ကြည့်နေတဲ့လူတွေပြည်တွင်းမှာရှိတယ်ဆိုတနာတာပေါ့ခင်ဗျားတို့တော့ကိုဟမ်ဟုတ်တယ်မလားဘယ်လိုတော့တိုင်လဲNLDအစိုးရလက်ထက်ကအဲ့လိုလုပ်လို့ရတာလာဝကယုံမှတ်ပုံနဲ့ရိုက်တယ်တက်လုံးပတ်စံတောင်းတာနဲ့လာဝကယုံပတ်စံသွားပေးအားသေမလောက်ကြောက်တယ်ဟုတ်လားမဟုတ်ဘူးလား NLD လက်ထက်မှာဟမ်လူကြီးလမ်းကြောင်းတမန်တိုင်းဝင်းပြလမ်းကြောင်းနိုင်ငံတော်တိုင်ပင်ပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်လမ်းကြောင်းတိုင်လို့ရတဲ့ဌာနတစ်ခါလည်းပါပြီးတာလူတို့ကတိုက်ရိုက်တိုင်လို့ရဟမ်ဘလို့ကွာသွားတယ်အဲ့တော့လူလိုနေထိုင်လို့ရတဲ့စနစ်ကြီးကိုမလိုချင်ကြဘူးဆိုရင်တော့ချင်းနေတယ်အဲ့ဒါလူမဟုတ်လို့ပဲအဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာလူနဲ့လူမဟုတ်တဲ့ကောင်တွေဘယ်လောက်များနေလဲပြန်ကြည့်ပါကျွန်တော်တို့အမုန်းတရားနဲ့ပြောနေတာမဟုတ်စစ်သားမြင်တိုင်းယွန်းရဲမြင်တိုင်းယွန်းလို့ပြောနေမှာမဟုတ်ကျွန်တော်စစ်သားတွေသွားမဟုတ်အောင်ကျွန်တော်တို့ဘာမှဆိုင်တာမဟုတ်ကျွန်တော်အိတ်ထဲပတ်စံယူပြီးလက်ကသွားပေးနေတာမဟုတ်ဒါပေမဲ့လို့စနစ်နှစ်ခုနော်အခုကျွန်တော်ရောက်တောင်ကြည့်တဲ့လူကစစ်တပ်ထောက်ခံတဲ့လူဖြစ်နေမယ်ဆိုရင်ကျွန်တော်တခုပဲမေးမယ်2015ကနေ2020အတွင်းခမည်းနေထိုင်ခဲ့တဲ့ဘဝကာလအခြေအနေနဲ့ညာညတာတွာလာတာအစစီးပွားရှာစားတာအကြကုံစင်းသုံးဝယ်ချမ်းရောင်းဝယ်ဖောက်ကားတာအစုံအကုန်လုံးပေါ့ဗျအဆဆရရဘက်ပေါင်းစုံနောက်ဆုံးလျှက်စစ်မီလင်းတာမလင်းလားစပြီးတော့လမ်းကောင်းတာမကောင်းတာအကုန်လုံးပေါ့အဆဆအရရဖြတ်တန်းရတဲ့ဘဝအတွေ့အကြုံနဲ့အခု2020ကနေအခု2026ထိရောက်ပြီမင်းအောင်နိုင်အာနာလူပြီးတဲ့အချိန်ခမည်းဖြတ်တန်းနေရတဲ့ဘဝအတွေ့အကြုံဘယ်အရာက
အေးချမ်းတယ်တာယာလေလူပီတာလေအဲ့ဒါလေးပဲနှိုင်းရှင်းပါနော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီတိုင်းပြည်အတွက်ဘယ်ကာလမျိုးဖြစ်တဲ့ဘယ်သူအုပ်ချုပ်လဲညာလူအုပ်ချုပ်လူပုဂ္ဂိုလ်ပြောနေတာမဟုတ်ဘူးနော်ကာလအပိုင်းခြားဘယ်ကာလဖြစ်တဲ့ဘယ်ကာလကိုလိုချင်တယ်တေချာပြန်တွေးကြပါအချိန်မရှိတော့ဘူးမင်းအောင်နိုင်ရခင်ဗျားတို့ပြောတယ်ဘေးနောင်ဖောင်ဖြတ်ကိန်းတယ်ကပြင်းနောင်ဖောင်ဖြတ်တာခင်ဗျားတို့လည်းမမြင်ဘူးကျွန်တော်လည်းမမြင်ဘူးဟုတ်တယ်မလားဒီနေ့ခေတ်လူတွေဘယ်သူမှမမြင်ဘူးစာထဲမှာနေတွေ့တာဒါပေမဲ့မင်းအောင်နိုင်အခုဖောင်ဖြတ်ထားတာမင်းအောင်နိုင်နောက်ဆုံးလို့မရဘူးမင်းအောင်နိုင်အခုနေကျွန်တော်မှားပါတယ်ဗျာအာနာသိမ့်မိတာကျွန်တော်အာနာပြန်ပေးပါမယ်ဟဲ့ကျွန်တော်အပင်စင်လေးယူပြီးနေပါမယ်လို့လုပ်လို့ရသေးလားရမရဘူးလေမင်းအောင်ဆိုမင်းအောင်နိုင်အခုဖောင်ဖြတ်ထားတာမဟုတ်ဘူးလားအဲ့ဖောင်ဖြတ်ပြီးတိုက်နေတဲ့ကောင်ကိုကျွန်တော်တို့ကပြန်တိုက်နေရတာအခက်ခဲတွေဘယ်လောက်ရှိမလဲတော်လှန်ရေးအတွက်လောလောကူကူအောင်နိုင်ပါမလားဒါတွေကိုပြန်ကြည့်ပါတော်လှန်ရေးကိုစိတ်ပြက်တယ်အာမပြီးတော့ဘူးဘာဖြစ်တယ်ပြောနေမဲ့အစားတော်လှန်ရေးရဲ့ကုန်ကျစရိတ်တော်လှန်ရေးရဲ့လိုအပ်ချက်တစ်ဖက်ရန်သူရဲ့စွမ်းအားရန်သူရဲ့ဘတ်ဂျက်အနေနဲ့ရန်သူရဲ့အင်အားရန်သူရဲ့အခြေအနေဟောဘရင်အောင်ဖောင်ဖြတ်တာတော့မပြောနဲ့မင်းအောင်နိုင်ဖောင်ဖြတ်ထားတာအဲ့တော့ကျွန်တော်တို့အနေနဲ့ဘယ်လိုဆက်လုပ်ကြမလဲဒါကြော်မျိုးမင်းတို့ကောင်မျိုးတော်လက်တွေ့ကြက်ဒီလိုခံစားခဲ့ရတယ်ဆိုရင်တာမန်တုလို့ကိုလို့ပြည်သူတွေဘဝဘယ်လိုလုပ်ကြမလဲဒီဘဝနဲ့ပဲလက်ဆင်းခံပေးကြမှာလားအဲ့ဒါဆိုရင်တော့မလုပ်ပါနဲ့เนาะနိုင်ငံရေးကိုစိတ်လဲမဝင်စားနဲ့အာယုံနဲ့မထက်နဲ့ကြားတယ်လို့နေเนาะစစ်မှုထမ်းလာပြီးတော့စစ်မှုထမ်းချင်းလာကောက်ရင်လည်းမရှိတာပေးလိုက်เนาะကိုယ့်အိမ်မှာရှိတဲ့သားသမီးစစ်မှုထမ်းတပ်သားတွေလာဆွဲတဲ့မငုံနဲ့ထည့်ပေးလိုက်เนาะညအချိန်မတော်အိမ်ပေါ်တက်ပြီးသားသမီးခြံအောင်တက်လှန်နဲ့အလံခံလိုက်ဟုတ်တယ်မလားအေးမခံနိုင်ဘူးဒီလိုဟာမျိုးကိုလက်မခံနိုင်ဘူးဆိုရင်တော့တော်လှန်ရေးဆိုတာခင်ဗျားတို့ကျွန်တော်တို့အားလုံးနဲ့တက်ဆိုင်တဲ့အရာပါအဲ့တော့တော်လှန်ရေးအတွက်နိုင်တဲ့နေရာကခက်မြက်မြက်ပွဲပြတ်ဖို့ဝိုင်းလုပ်ပေးကြပါလို့တိုက်တွန်းချင်တယ်